ဒီနေ့တော့အင်ဂျင်လေးဝလာခဲ့ပါရှင့်။မြန်လေးဝပြမှာဘူးနော်။ရမ်းမိုက်တယ်ဒီလိုဒီဇိုင်းလေး။ဒါကြကျမတို့ရမ်းကြိုက်တဲ့ဘောကြကျမဘောချမှာပဲနေလိုက်တော့။ဒီ house လေးက idea လေးပြီးတော့မှပြမှာနော်။ကျမရဲ့ house idea လေးပေါ့ရှင့်။မထားလိုက်ရှင့်။မထားလိုက်နော်။ကဲဟိုအင်ဂျင်လေးထုတ်ပြီးလာခဲ့စ။ဒီလေလားဒီမှာပါရှင့်ကျမအကျိတ်ဆုံးပမာကျမအကျိတ်ဆုံးပါဘူးကျမပထမဆုံးဝပြရမယ်များဝတ်စုံလေးပါရှင့်နောက်တစ်ထည်လေးဝတ်ပါမယ်ရှင့်ဒီကွာကြတော့တရုတ်ဒီဇိုင်းပေါ့မိုက်တယ်တဲ့ကဲနောက်တစ်ထည်လေးဝတ်မယ်ဘာရောင်လေးလည်းမသိဘူးဒါနဲ့နည်းနည်းတူရပေါ့နော်အရမ်းမိုက်တယ်တဲ့နောက်တစ်ထည်လေးကဘယ်လိုလဲမသိဘူးနည်းနည်းမိုက်တယ်ကျမအကျိတ်ဆုံးဟာလေးကမင်းရောင်လေးမြိုက်တယ်သိလားမိုက်ကောင်းငရင်ကြိတ်တယ်မြန်မာဝတ်စုံလေးမိုက်နောက်တစ်ထည်လေးဝတ်မယ်အဖြူရောင်လေးနဲ့မိုက်တယ်လာနေနေပိုင်းရောက်ကြရကောင်မလေးပဲလာSmoke.